ဒီတတိယအကြိမ်ကပိုပြီးထူးခြားတယ်လို့ပြောလို့ရတာပေါ့ဟိုပထမအကြိမ်ကလည်းပဲထူးထူးခြားခြားလေးတော့လုပ်ဖြစ်ပါတယ်ဒီလိုပဲဖြော်ပြရေးတွေနဲ့ဆရာရဲ့ဂုံပြူသချင်းလေးတွေနဲ့ဒီလောက်ပဲလုပ်ဖြစ်တာပေါ့သူ့ရဲ့ဒီနှစ်လို့တော့ဟိုသူ့ရဲ့သချင်းသူလုပ်ခဲ့တဲ့သချင်းလေးကိုပြန်လဲဖော်ထုတ်ပြီးတော့တီးတာမျိုးတော့မရှိပေါ့ဒီနှစ်ကကြတော့ပထမနှစ်တက်ကိုပိုထူးခြားတယ်ဆိုင်းဆရာကြီးစုံစုံလင်းလင်းနဲ့ပေါ့ဟိုလာပြီးတော့ဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြတယ်ပေါ့သူလုပ်ခဲ့တဲ့ခုနမန်းတောင်လေးရတို့ဂန္ဓမာတောင်တို့ဝေဇယန္တာအောင်မင်္ဂလာအစရှိတဲ့ချစ်တောင်းတောင်းညံဒီသူလုပ်ခဲ့တဲ့သူ့ရဲ့လက်ရတွေပြန်ပြီးတော့ဖော်ထုတ်ခွင့်ရတဲ့အတွက်လည်းပဲတော်တော်လေးဝမ်းသာမိပါတယ်ပေါ့နော်နာသုံးနာဖြင့်သွန်သင်္ကာညွန်တတ်ဝယ်လုပ်ဖြစ်ပုံကတော့ကျွန်တော်တို့ရည်ရွယ်ထားတာတော့ကြာခဲ့ပြီပေါ့နော်ဒါနဲ့ဆိုရင်တော့ဒါတတိယအချိန်မြောက်ပေါ့ဘယ်လိုလုပ်ဖြစ်လဲဆိုတော့ဆရာကိုကျေးဇူးဆက်တဲ့ပွဲလေးပေါ့ကျေးဇူးဆက်တဲ့ပွဲလေးဆိုတာတပည့်တွေတယောက်တည်းကောင်းလို့လည်းမဟုတ်ပါဘူးတပည့်တွေအကုန်လုံးကစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ရှိကြလို့ဒီပွဲလေးကဖြစ်လာတာပေါ့နော်အဲ့တော့ကို့မှာအားလုံးကဒီချိန်မှာစီးပွားရေးတွေကအဆင်မပြေကြပါဘူးအဆင်မပြေကြပေမဲ့ကိုတတ်နိုင်တဲ့အားလေးနဲ့ပွဲတွေတီးတယ်ပေါ့ဆရာစိန်မြင့်ခံရဲ့နာမည်နဲ့ပွဲနှင်းလေးတွေတီးတယ်ပွဲနှင်းလေးတွေတီးတဲ့အခါကျတော့အဲ့ရနေပြီးတော့ပွဲနှင်းလေးတွေရတဲ့ငွေကြေးလေးနဲ့သူ့အတွက်ဆိုပြီးတော့တစုပေါ့ထားတာပေါ့တစုထားပြီးတော့ဒီဟာလေးကိုတပည့်တွေကဝိုင်းဝန်းပြီးတော့လုပ်ဖြစ်တာပါဒီပွဲကနော်တန်ဃာတော်များကိုစွန့်ကတ်ထားတော့အပါ90ပေါ့အပါ90တန်ဃာတော်အပါ90စွန့်ကတ်ပြီးတော့တက်ကြီးက9ယောက်ပေါ့တက်ကြီးတန်ဃာတော်လည်းပဲတပားကို9000စီဝတ္ထုငွေကတ်တယ်ပေါ့တက်ကြီးတွေကိုလည်းပဲ9000စီပေါ့ကြော့တယ်ပေါ့ဒီတတိယအကြိမ်ကပိုပြီးထူးခြားတယ်လို့ပြောလို့ရတာပေါ့ဟိုပထမအကြိမ်ကလည်းပဲထူးထူးခြားခြားလေးတော့လုပ်ဖြစ်ပါတယ်ဒီလိုပဲဖြော်ပြရေးတွေနဲ့ဆရာရဲ့ဂုံပြူသချင်းလေးတွေနဲ့ဒီလောက်ပဲလုပ်ဖြစ်တာပေါ့သူ့ရဲ့ဒီနှစ်လို့တော့ဟိုသူ့ရဲ့သချင်းသူလုပ်ခဲ့တဲ့သချင်းလေးကိုပြန်လဲဖော်ထုတ်ပြီးတော့တီးတာမျိုးတော့မရှိပေါ့ဒီနှစ်ကကြတော့ပထမနှစ်တက်ကိုပိုထူးခြားတယ်ဆိုင်းဆရာကြီးစုံစုံလင်းလင်းနဲ့ပေါ့ဟိုလာပြီးတော့ဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြတယ်ပေါ့သူလုပ်ခဲ့တဲ့ခုနမန်းတောင်လေးရတို့ဂန္ဓမာတောင်တို့ဝေဇယန္တာအောင်မင်္ဂလာအစရှိတဲ့ချစ်တောင်းတောင်းညံဒီသူလုပ်ခဲ့တဲ့သူ့ရဲ့လက်ရတွေပြန်ပြီးတော့ဖော်ထုတ်ခွင့်ရတဲ့အတွက်လည်းပဲတော်တော်လေးဝမ်းသာမိပါတယ်ပေါ့နော်ဆရာရှိကတော့ဗာအမွေရခဲ့လဲဆိုတော့ဒီအမှုပညာအမွေပေါ့နော်ကျွန်တော်ကကြတော့ဒီဆရာစိန်မြင့်ခိုင်ရဲ့တပည့်ထဲမှာအငယ်ဆုံးနောက်ဆုံးတပည့်ဖြစ်သွားတာပေါ့နော်ကျန်တာတွေကတော့ဟိုပါပေါ့တပည့်ဟောင်းကြီးပေါ့ကျွန်တော်ကတော့အငယ်ဆုံး1996မှာဒီသူရှိကိုရောက်လာပြီးတော့အငယ်ဆုံးတပည့်ဖြစ်သွားတာပေါ့အငယ်ဆုံးတပည့်ဖြစ်သွားတဲ့အချိန်မှာနည်းနည်းတော့ပညာကတော့ပထမဆရာကြီးဟိုပေါ့ဆရာကြီးတွေလောက်တော့တပည့်တွေလောက်တော့အရနဲတယ်ပေါ့ကျွန်တော်ရောက်လာတဲ့အချိန်မှာဟိုအလုတ်ကဟိုသူဟိုအစတုန်းကစိန်မြင့်ခိုင်တကယ်နာမည်ရှိနေတဲ့အချိန်နဲ့တော့တိတ်တော့မတူဘူးသူအသက်ကြီးပိုင်းရောက်လာတဲ့အခါမှာတော့နည်းနည်းလေးတော့နောက်ပိုင်းကျတော့ကျွန်တော်ကပညာရတာတော့နည်းနည်းလေးနဲတယ်လို့ပဲပြောရမှာပေါ့ဖြစ်နိုင်မယ်ဆိုရင်တော့နှစ်စဉ်နှစ်တိုင်းပေါ့ဒီလိုမျိုးလေးနောက်ကိုလည်းပဲဒီလိုမျိုးဖြစ်အောင်လည်းပဲကြိုးစားမှာပါဖြစ်ဖို့လည်းပဲများပါတယ်ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ကဒီစိတ်မြင့်ကန်နာမည်နဲ့ဟိုဘွဲနေသပင်တွေတီးနေရအောင်ဘွဲနေသပင်တွေတီးနေရအခါကျတော့ဘလူနာမည်နဲ့မှတီးတာမဟုတ်ဒီစိတ်မြင့်ခိုင်နာမည်နဲ့ပဲတီးတာဆိုတော့ဒီဘွဲနေသပင်တွေရှိနေသေးတော့ဒီပွဲတွေကဒီလိုပွဲမျိုးကနှစ်စဉ်နှစ်တိုင်းဖြစ်နေမယ်လို့မျှော်မှန်းထားတယ်ပေါ့နော်တပည့်တွေကလည်းပဲအကုန်လုံးစီစီလုံးလုံးညီညီညွတ်ညွတ်လည်းအကုန်လုံးရှိကြတဲ့အခါကျတော့ဖြစ်ဖို့လည်းများပါတယ်နှစ်စဉ်နှစ်တိုင်းပေါ့နော်ဒီနေ့ပွဲမှာလာပြီးတော့ဝိုင်းဝန်းကူညီပေးကြတဲ့ကျွန်တော်တို့အကိုကြီးအကြီးဆုံးကိုစိန်လှမြိုင်ပြီးတော့ဥကိုနိုင်တို့ဥသတိမောင်မောင်တို့ဟိန်းရာသာဟိုကစတားဘူဥဘိုလိုင်းတို့ရန်ကုန်ဒူးဝန်းတို့ဒါသူတို့ကတော့တငယ်ချင်းတွေပေါ့အဟင်းရသာတို့ဘာလို့ဆိုတာတငယ်ချင်းတွေပေါ့အဲ့တော့ကျွန်တော်အကိုဆရာတွေကိုလည်းပဲဒီနေ့ပွဲမှာအကုန်လုံးညီညီညွတ်ညွတ်နဲ့ပဲဟိုဘာမှမညီးမညူပဲနှစ်ရက်စတိုက်တီးလုံးတိုက်တယ်ပထမတော့တီးလုံးကတရက်သေးပဲတိုက်ဖို့ရည်ရွယ်ထားတာပေါ့နော်ဒါပေမဲ့အခက်ခဲလေးတွေရှိတဲ့အကြောင်းမို့တီးလုံးကနှစ်ရက်တိုက်ဖြစ်သွားတယ်ပေါ့အဲ့မှာသူတို့မညီးမညူပဲနဲ့အခုလိုမျိုးလာပြီးတော့ဝမ်းဝင်ပြီးတော့ပန်းဖို့ပေးတာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ပေါ့ဝမ်းတယ်လဲဝမ်းသာပါတယ်အားလုံးကိုလည်းပဲကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်ဆရာနဲ့ပတ်သက်လို့ကတော့ခုကွယ်လွန်သွားတဲ့ကျွန်တော်ဆရာကြီးစိန်မြင့်ခိုင်ပေါ့နော်ကောင်းရသူပတိရောက်ပြီးတော့တာရုလူမျိုးတော်ကခေါ်ဆိုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်ဖြစ်ပြီးပုဂ္ဂိုလ်မြတ်ဖြစ်ပြီးတော့ကောင်းရဘုံဘဝတို့ရောက်ရှိပါစေလို့ဆုတောင်းပေးပါတယ်ကျန်တဲ့လာပြီးတော့ဝိုင်းဝန်းပန်းဖို့ပေးကြတဲ့တငယ်ချင်းအကိုဆရာများအားလုံးလည်းပဲအထူးပဲကျေးဇူးတင်ရှိပါတယ်